나산 건니치와ဒီနေ့ share လုပ်ပေးမှာကတော့ဒုက္ခတွေစားတော့ဆိုင်နေပတ်သက်ပြီးတော့မှ share လုပ်ပေးမှာဖြစ်ပါတယ်ဒီဆောင်းထဲမှာတစ်ပိုင်းပါပြီးတော့ဆောင်းပွဲမှာဘယ်လိုမြင်မလဲဆိုတော့နောက်ဆန်ချက်ကြည့်အောင်နော်နောက်ဆန်ဆောင်းထဲမှာဆိုရင်၃ပိုင်းပေါ်မှာမယ်စက်ခက်ကုစံပင်းဆိုတဲ့အဲ့ဒါဝန်ဆောင်မှုပါမယ်အင်စိတ်ခေါင်းလေးဆိုတဲ့ဘဝတိစံဆိုင်ရာစပန်ခက်ခွဲမှုပါမယ်အင်ရှက်ကုပုစုချိုရီဆိုတဲ့ဆက်ပြုတ်ပစ္စည်းမှုဆိုပြီးတော့၃ပိုင်းပေါ်မှာမယ်ဆောင်းပွဲကတော့ရေးပြဆောင်ရေးပွဲလက်တွဲဆောင်ပွဲဆိုပြီးတော့ဗလားဆန်နှစ်ပိုင်းဖြေရပါမယ်အဲ့တော့ရေးပြဆောင်ရေးပွဲမှာဆိုလို့ရှိရင်စက်ခက်ကုစံပင်းက3မှတ်တန်10ပုတ်ပါမယ်သူအဲ့တော့အမှတ်30ကိုလက်တွေ့ဆိုလို့เนาะဟင်းနေလက်တွေ့ချက်ပြတာတော့မဟုတ်ဘူးပေါ့เนาะရုပ်ပုံတွေရွေးတာလို့ဘယ်လောက်ပုံကြမလဲဆိုတော့တွဲချက်ပြတာလို့ဖြစ်ပါတယ်အဲ့တော့သူက6မှတ်တန်9ပုတ်ပါမယ်အဲ့တော့အမှတ်30ဒါဆိုရင်ပထမတစ်ပိုင်းဖြစ်တဲ့ဆက်ခရကုစံပင်းကအမှတ်60ကိုပါမယ်ဆောင်းဝဲမှာเนาะကဲနောက်တစ်ပိုင်း insecurity ဘဝကိစ္စမှုဆိုင်ရာစီမံခန့်ခွဲမှုကရေးပြဆောင်ဝဲမှာ4မှတ်တန်က10ပုတ်လက်တွေ့မှာ10မှတ်တန်က9ပုတ်ပါတယ်အဲ့တော့စုစုပေါင်းအမှတ်က80ပုတ်နောက်ဆုံးတစ်ခု insha ပုစုချော်ရီအချက်ပြတ်ပြင်ဆင်မှုကကြတော့3မှတ်တန်က10ပုတ်ပါမယ်6မှတ်တန်က9ပုတ်ဆိုတော့30သူတို့နှစ်ခုပေါင်းတော့60အားလုံးစုစုပေါင်းဆိုအမှတ်က200ပုတ်မိမှာဖြစ်ပါတယ်များဆန်အဲ့တော့ပုံရိပ်က45ပုတ်မြည်တယ်45ပုတ်ကိုအပုတ်40ကပုံနေထဲကအပုတ်40မြည်မှာဖြစ်ပါတယ်9ပုတ်3ပုတ်6ပုတ်ကညံစမ်းအပုတ်ပေါ့နော်အဲ့ဒါတော့တွက်ချက်ပိုင်းပေါ့ညံစမ်းပုတ်နေနဲ့လာမှာပါညံစမ်းနေနဲ့လာမှာပါအဲ့တော့ညံစမ်းသူက9ပုတ်လာသည်ဖြစ်စေကိုက2ပုတ်ရနိုင်မယ်6ပုတ်လာသည်ဖြစ်စေကိုက3ပုတ်ရမယ်ဆိုပြီးနောက်ဆန်အဆင်ပြေပါတယ်ဘယ်နှမတ်ရမအောင်မယ်လို့တော့နော်ဘယ်နှမတ်ရမအောင်မယ်ဆိုပြီးတော့မှအောင်မကတ်သက်ထားရတော့မရှိဘူးဒါပေမဲ့လို့သူကအမှတ်200ပေးရတယ်အဲ့ဒါမှာ60ရာခိုင်နှုန်းနဲ့အချက်ရောက်လို့ရှိရင်အောင်တယ်လို့ပြောထားတာဖြစ်တဲ့အတွက်မိနာဆန်တို့ကအမှတ်130လောက်ရတယ်ဆိုရင်အဆင်ပြေပြီအဲ့တော့ကွာဆောင်းမက45ပုံမေးမှာ45ပုံမှာအပုတ်40ကပုံနေထက်ပေါင်းမှာဆိုတော့ဒါဆိုတော့တော်တော်လေးအဆင်ပြေတယ်ပုံနေရထားမယ်ဆိုလို့ရှိရင်เนาะအဲ့တော့မအောင်နိုင်စရာအကြောင်းတော့မရှိဘူးပေါ့เนาะပုံနေတာတေချာလို့ထားမယ်ဆိုလို့ရှိရင်အဲ့တော့တခုတေးစားတော့ဆိုင်နဲ့ပတ်သက်ပြီးတော့မှလေ့လာထားသမျှပြန်လည်ဝင်ပြပြီးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် bye bye